皆さんおはようございます。私ကတော့ဒေလာဖြစ်ပါတယ်။ဒီနေ့မှာတော့ M5 lesson 5ရဲ့ခုတိုဘာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။行きますသွားသည်来ますလာသည်帰りますပြန်သည်学校ကျောင်းスーパーマーケット駅ဘူတာオートバイဆိုင်ကယ်飛行機လေယာဉ်ပျံ船သင်္ဘော電車ရထား地下鉄မြေအောက်ရထား新幹線ကြည်စံရထားバスဘတ်စ်ကားタクシーတက္ကစီတက္ကစီ自転車စက်ဘီး歩いてလမ်းလျှောက်ပြီး人လူ友達တငယ်ချင်းခရဲကောင်လေးရည်စားခနိုကျော်ကောင်မလေးရည်စားခဆိုခုမိသားစု一人でတယောက်တည်း先週ပြီးခဲ့တဲ့အပတ်今週ဒီအပတ်အခုအပတ်来週နောက်အပတ်လာမည့်အပတ်上月ပြီးခဲ့တဲ့လ今月ဒီလ来月နောက်လ去年မနှစ်က今年ဒီနှစ်来年လာမည့်နှစ်နှစ်ဘယ်နှစ်နှစ်လဲဂစလနန်းဂစဘယ်လဆွီတာရှိတရက်နေ့တရက်ဖုစုခနှစ်ရက်နေ့နှစ်ရက်မိခသုံးရက်နေ့သုံးရက်ယောခလေးရက်နေ့လေးရက်ဣစုခငါးရက်နေ့ငါးရက်မွီခ6ရက်နေ့6ရက်နနုခ9ရက်နေ့9ရက်ယောခ10ရက်နေ့10ရက်ခုခုနုခ9ရက်နေ့9ရက်တူခ10ရက်နေ့10ရက်ဂျူယောခ14ရက်နေ့14ရက်ဟာစုခ20ရက်နေ့20ရက်နီဂျူယောခ24ရက်နေ့24ရက်နီချီရက်နေ့ရက်နန်းနီချီဘယ်နေ့လဲဘယ်ရက်လဲဣစုဘယ်အချိန်ဘယ်တော့တန်ဂျောဘိမွေးနေ့そうですねဟုတ်တယ်နော်どうもありがとうございますကျေးဇူးတင်ပါတယ်どういたしましてမဟုတ်တာရပါတယ်ဘန်းဆန်းစင်ကြံစခိနိုနောင်လာမည်ဖုစုရိုးရိုးယထာအမျိုးအစား
Kyuko အမြန်ယထာအမျိုးအစား Tokyu အထူးအမြန်ယထာအမျိုးအစား Koshien အိုဆာကာအနီးရှိမြို့အမည် Osaka ကျော်အိုဆာကာရဲတိုက် Kyo wa kokomate desu またね